နောက်ကြတာပဲဒီမလန်းတလန်းလန်းလို့ပါဦးလေးကလည်းလန်းလေဟေ့ဟာကင်းတယ်မလဲတယောက်မှမရှိပါလားခေါ်ထားတာပဲဦးလေးရေခေါ်ထားလို့မရဘူးလေအလဲကြတဲ့ကောင်ငါလာတာနဲ့ဒီမှာအစင်းသိရှိနေရမယ်လေဟုတ်ဒီနေ့ဘယ်သူလဲဒီနေ့ကဟိုမြစ်တာရဲ့ပေါက်မဲရဲ့ဘူးသီးရဲ့ဟာကွာဒီကောင်တွေသိချပြောဒီကောင်တွေမလွယ်ဘူးနော်ညနေတွေ့လို့ပြောပါသေးတယ်ဘာစိတ်မချဘူးကွာစိတ်ရတော့ယူရမယ်နောက်မှစီစဉ်လို့ရတာပဲဟာဟောလာပြီဦးလေးကိလာဆောက်လာလားအေးဒီနေ့ကအလဲလေဒေတာဆောက်နော်ဒီဝဲတာရှိပြောโอเคမဟုတ်လေရောက်ဟဲ့မင်းကစကားပြောမတိုက်တာမဟုတ်ဒီလိုဟိုဦးလေးကကင်းဆောင်မဲ့သူကိုလာကြည့်တာမလားဒါလာပြောတာဝင်ရလာတာမပြောတတ်လို့ဟုတ်ခရီးတော့စိုက်ပေါ့ကွာဟုတ်ကဲ့မင်းတို့တယောက်မလာသေးဘူးနော်မင်းတို့2ယောက်ရင်မလားဟုတ်မဟုတ်စီစဉ်စရာရှိတာလေးတွေကြက်ဘူးဟုတ်ပြီအေးအဲ့တော့ကင်းဆောင်နေဆိုတာလည်းအရေးကြီးတယ်အဲ့တော့ငါနဲ့မင်းတို့နဲ့ဟာဘာဖြစ်ပြောငါလူကြီးမင်းတို့ကိုခိုင်းတာမင်းတို့ကတာဝန်ရဆောက်ရတာအဲ့တော့တချင်းလေးနဲ့သွားမှရမိကိဆောင်တာနဲ့တချင်းကဆိုအောင်ပါလားမဟုတ်ဘူးဒါကတော့လောက်ရမှာလေဘာဖြစ်လို့ငါနဲ့မင်းတို့နေအောင်နဲ့တချင်းလေးနဲ့တိပြီဦးလေးကစမ်းတတ်တာမင်းတို့ညရေးတွေနည်းနည်းရတယ်လေအဲ့ဒါဦးလေးရှိရသွားတယ်ကျွန်တော်တို့ကလိုက်ကလာလာပြီလိုက်လေရက်ကွဲမိရင်ဆောင်းမှုရဲ့လူငယ်တွေရဲ့ထွက်ကြကွယ်ထွက်တယ်မင်းတို့မှလည်းတာဝန်ရှိတယ်အတက်တရောပေါ့ကွယ်ဦးလေးကြီးကခိုင်လို့တာလူငယ်တွေမှလုံးရတာဦးလေးတာဝဲပြောစမ်းပါသိချင်လို့ပါဟေးရက်ကွယ်မိရင်ဆောင်းမှုရဲ့လူငယ်တွေရဲ့ထွက်ကြကွယ်မင်းတို့မှလည်းတာဝန်ရှိတယ်အတက်တရောပေါ့ကွယ်ဦးလေးကြီးကခိုင်လို့တာလူငယ်တွေမှလုံးရတာဦးလေးတာဝဲပြောစမ်းပါသိချင်လို့ပါဟေးဒီမှာလူငယ်တွေတို့ကလူကြီးတွေကြမ်းမာရင်မကောင်းလို့မိန်းမနဲ့ကွယ်သွားပြန်ဖက်အိမ်ငါလည်းချဟဲ့လူလက်ဦးလေးကတော့ဦးလေးကွာချင်းမြန်နေမင်းလည်းလွတ်လိုက်ဖက်အိမ်မယ်ဆိုတော့ဖြစ်မဖြစ်နေတာဦးလေးကြီးချက်ပေးရမှာလေလေဦးလေးမဆိုင်ဘူးလေအဲ့ဒါထုံးစံတိုင်းပဲလေမင်းတို့လူငယ်တွေဆောက်ရမယ်ငါလူကြီးတွေကအိမ်မှာနေရမယ်ကျန်းနိုင်မကောင်းလို့ပါဘူးနေပါဟိုကျွန်တော်တို့စောင့်မယ်မီကင်းဆိုတာအဲ့ဒါလေဟာထော်တော်လို့မထင်တော့အောက်တန်းကြရတော့ကွာနော်အောက်တန်းကြရမီကင်းဘာများလိုအပ်ထရန်နဲ့အဲ့ဘာဘူးဒါထက်လက်ဝါမသိဘူးလားလို့ဝါထက်လက်ဟာစမပြေဘူးလေတကယ်ဆိုလို့ရှိရင်ကျွန်တော်တို့မီကင်းဆောက်ဖို့အတွက်ကဟိုအဲကွန်လေးတွေစောက်ချန်တော်ခေါင်းလေးနဲ့ဓာတ်လို့မှုရပို့ရလေးနဲ့ဆိုလို့ဒီမှာအစင်ပြေမှာဟေ့ဒါကတော့အစမပြေဘူးအောင်လစ်မယ်ဆောက်လို့ဟုတ်ဘူးလေကင်းလဲဆိုတာဒါပဲလေကင်းတယ်ဆိုတော့ဒါပဲအရင်တော့ကင်းတယ်မျိုးလာမလုံးနဲ့လေဒီဘက်ကင်းနဲ့ပတ်သက်တဲ့ကင်းလေးမျိုးလုံးမှာပေါ့ဒီတညတော့တိခံပြီးဆောက်လိုက်စိတ်ရှိပါဟုတ်နော်ငွေထက်ကောက်ပြီးစီစဉ်ပေးမယ်မသိလို့တခုမင်းမယ်နော်ဟိုကင်းတဲ့မီကင်းဆိုတာဘာအောင်ဆောက်ရတာဘာအောင်ဆောက်ရတာဟာမိခင်ကဘာအောင်ဆောက်တစ်ချက်တော့ပြောပြပေးပါမင်းဒီမှာကင်းဆိုတာမီးကင်းဆိုတာမီးတစ်ခုတည်းကိုစောင့်ရတာမဟုတ်ဘူးနော်ဒီမီးရဲထင်းရဲတွေမဟုတ်ဘူးတရွာလုံးရဲ့အရေးတွေကိုမင်းတို့စောင့်ရှောက်ဖို့အတွက်ရွာထဲမှာရှိတဲ့အိမ်တွေမီးလောင်မှာစိုးလို့ကျွန်တော်တို့ရွာပြင်ထုတ်ထားတော့ကျွန်တော်တို့ဘယ်အိမ်ကိုဘယ်လိုသွားကြည့်ရမှာခက်တာပြောနေတဲ့ကြားတဲ့အောင်သဘောမပေါက်ဘူးမီးတစ်ခုတည်းမဟုတ်ဘူးလို့ငါပြောပြီးပြီတရွာလုံးရဲ့လုံခြုံရေးဥပမာခုရွာထဲကိုဒီလိုတခိုးတွေချဘိုးတွေကျွန်တော်တို့မဦးလေးကျွန်တော်မဟုတ်လေအနောကနေဦးလေးနဲ့ကက်ရက်ရှိတာတခိုးဆိုတော့ဦးလေးနော်ဟာချဘိုးဟုတ်လေပြဟုတ်ဘူးလေဥပမာပြောတာအဲ့ဒီတခိုးချဘိုးတွေရွာကိုကတ်လာမယ်အန်ဒီရပြုတ်လာမယ်ဆိုရင်မင်းတို့ကဒီရွာထိပ်မှာရှိနေရင်အဆင်ပြေပြီလေလုံခြုံနေတန်ကြောက်ခေါ်တာတိပြီးသားတခိုးချဘိုးလာတာမိရသေးဆိုဟဲမီးပြောဟာမဟုတ်ဘူးလေဘာပဲကွာအဲ့ဒါလောင်လို့ခောက်တာလေအဲ့လေအဲ့လိုခောက်မှာအဲ့ဒါမျိုးတီးတယ်ဆိုတာမင်းလောင်မှတီးရတာလောင်တီးမီးလောင်မှတီးရမှာမီးလောင်မှတီးတာမီးလောင်မှအဲ့လိုတောင်းတီးမီးလောင်တာတို့တခိုးချဘိုးတို့ဆိုလို့ရှိရင်ဒီလိုတီးပေးရမှာအဲ့ဒါပြောတာလောကတော့မသိပါတယ်ဦးအရေးကြီးတာတစ်ခုထပ်ပြောမယ်လူဆိုတာမီးကင်းစောင့်နေဆိုတာစနစ်တည်အများကြီးရှိနော်မဟုတ်ဘူးလေဒါလေးဒီလေးတောင်းမရဘူးလေမင်းတို့ဒီမှာကင်းထဲမှာ2ယောက်ရှိတယ်ဆိုရင်အဲ့ရင်1ယောက်ပဲအေးရတယောက်ပဲအိပ်ရမယ်ဟုတ်တယ်ဒီကင်းတဲ့ကြီးကိုဟုတ်တယ်တယောက်တည်းအိပ်ရမယ်ဟုတ်တယ်2ယောက်အိပ်လို့မရဘူးလေမအိပ်နိုင်ဘူးအိပ်လို့လည်းရမှာမဟုတ်ဘူးဒီလောက်ဟောင်းလောင်းကြီးကိုဒီမှာချိန်ကက်လို့ပြေသွားမှာပေါ့ဆော့ခေါ်ပေးခေါ်လိုက်ပြီနော်ဟုတ်တယ်မဟုတ်ဘူးလေမဟုတ်ဘူးဦးလေးကကျွန်တော်ပြောချင်တာဒီဟောင်းလောင်းမကြီးမှာချိန်ကက်လို့ပြေသွားမှာပေါ့အိပ်စေချင်ခြေသေးကိုဝယ်ပြီးလာပို့လိုက်ဟုတ်ကဲ့ခြေသေးကိုတော့ဝယ်လိုက်ပြီးမှတော့ရက်ွက်ထဲကောက်အဲ့ခဏလေးစင်းခမ်းမလာဘူး
ခဏလေးချင်းသေးခွေတော့ရက်ကွက်ကကောက်မှာဦးလေးပေးရမှာမဟုတ်ဘူးလား ဦးလေးချင်းသေးကိုဝဲ2000 ငါပေးရဘူးမတူဘူးမဟာလာလာလုံးလိုက်ပြီငါကောက်ရမှာလားရက်ွက်ထဲမှာကောက်ရမှာ ဦးလေးဝဲခိုင်းတာမဟုတ်ဘူးလား မကျွန်တော်ပြောမယ်ဟိုမင်းတို့နှစ်ယောက်လုံးအဲ့လိုမရဘူး မရဘူးเนาะအထီးကမင်းတို့လိုအပ်တဲ့သင်တန်းလေးတွေတော့ဓမ္မထဲပေးသွားမှရမှာကွာ မီဒီဆောက်တာဘာတင်တဲ့ကပေးအောင်ပါလေ ရောက်နေမင်းတို့ဘာလဲမလိုက်နာဘူးလားမလိုက်နာမင်းတို့ထိုင်ရိုက်ပြလိုက်ရမလားပြော ရလိုက်နာမလိုက်နာမ ဟောဒီမှာရောက်ွက်ထဲကိုဒီမှာတခိုးချိုးဘုတ်တွေလာတဲ့အခါမှာမင်းတို့တွေဒီလိုထောင်းနဲ့သွားလို့ရမလား ဟာတခိုးဖဲတာပဲ လိုက်ပါမလိုက်ရမှာ မင်းတို့ဟိုကတမလိုက်ပါဗော ဟာမရောက်လေတခိုးဆိုတခိုးပဲလေတခိုးတော့လိုက်ပါ မင်းညို့ဘာထိုးနေတယ်ဒီကို မင်းငါ့ကိုတခိုးမထင်နဲ့ မဟုတ်ဘူးလေတခိုးနောက်ဆိုတခိုးနောက်လိုက်မယ်လေ ဟာတမရနော်အမဟုတ်ဘူးလေအဲ့တော့အရေးကြီးတာတွားတာနော်တွားတာအရေးကြီးတယ်အဲ့တော့တွား သွားပြခိုင်းတာ တွားပြန်တွား သူကစီတယ်ကျွန်တော်အနေနဲ့ကျဲ ဆုံးနေတာပဲဟာဘာတွေလားပြတာကွာ ကြီးအဲ့မဟုတ်ဘူးလေ တွားတယ်ဆိုတော့ကြည့်ကွာမင်းတို့မတွားတတ်ဘူးလား ဘလို့လို့ ဟာအဲ့လိုဝိပြီးတွား ဘလို့သွားလဲပြော ကိုမတော်တတ်ဘူးလား တော်တော် ဦးလေးကြားလိုက် ဘော ကြည့်မြင်လား ဟော ဦးလေး ပဲ ကျွန်တော်မသိလို့တခုမေးမယ် အေး ကျွန်တော်တို့ကဒီလိုသွားပါပြီရဲ့ဥပမာ7နာရီထိုးတော့မယ်ကျွန်တော်ဒီတန်ညောင်းဘယ်လိုခောက်ဒီလိုကြီးလည်းခောက်လို့မရဘူးဘယ်လိုခောက်လဲပြော ကွာဒါသူ့အချိန်နဲ့သူလေတန်ကြောင်ခောက်တဲ့အချိန်မှာဒီလိုသွားသေးရမလို့ဒါအန်နီရီတခိုးတဝက်ရန်ကိုကာကွယ် ဝစ်ပြီးသွားတာ ဒီပြေးတဲ့တခိုးတော့ကိုဒီလိုလိုက်ရမှာ ဟာကွာ ဒီတော့မိပါမလားဦးလေးရဲ့ တခိုးတက်နေလို့ခါလဲကျုံးမယ် ဆိုင်နောက်တစ်ခု တင်နေမယ်နောက်တစ်ခုကနော်မင်းတို့ဖားခုံတာသွားဖားခုံပြ ဘလို့ခုံတဘူးလေ မင်းတို့ဓာတ်တော့မခုံတတ်ဘူးလား မခုံတဘူး ဟောညလိုက်တာကွာဦးလေးခုံပြလိုက်စမ်းပါ ကွာမင်းတို့ညနေပေါ့ဒီမှာလက်အနေထားကိုကြည့်လက်အနေထားဒီမှာတွဲလာဒီမှာ तू က နောက်တော့ကနောက်ကျရင်အဲ့လိုထပ်ခေါ်မယ် ဟုတ်ပြီဒီမှာနော်မကြ သဘောပေါက်တယ်နော် ဟုတ်ကဲ့ဟေ့လက်ဟေး မင်းကဦးလေးလားယူကြီးလား ဟေ့ဘာဦးလေးယူရမှာမင်းတို့တင်တန်းပြနေရလေ ဟာဒီလာပြတယ်ဘာဒီမှလည်းမသိ တင်တန်းပြတာ ငါမင်းတို့သင်တန်းပြတာငါတော်တော်မောတယ် ဒီနှစ်ကွက်လေးပြတာ နော်တော်တော်မောတယ် နှစ်ကွက်လေးကို နော်မင်းတို့လောက်တာမမြင်ဘူးငါဟာကြီးပဲလှုပ်လိုက်ရတယ်လို့ပဲ ဒါမယ် မလုံးတယ်လို့အစီရတဲ့အရင်လောက်ကိုင်းကြည့်တာလောက်သွားပြီလောက်ဆိုလောက် ရပြီနော်မမိပြီနော် မမိ အေးအဲ့ဒါဆိုရင်သွားမယ်စိတ်ချမယ်နော် စိတ်ချပါ ဟိုကအဓိကစားဆိုရှိတယ်လူခိုးရင်အဆုတ်ကြံတယ် ဟုတ်တယ်လေ မိခိုးရင် အိုင်းမျက်စိဆက်တာ မျက်စိဆက်တယ် ကိစ္စဥဒ္ဒါ ဘာတွေပြောတာလဲကွာမိခိုးရင်တရွာလုံးကုန်မဲ့ ဟောတည်းလေတရွာလုံးကုန်တဲ့အချိန်မှာသွားကိန်းနဲ့မိကုန်းဝေးတွေကမျက်လုံးလေးထိတော့မျက်စိဆက်တယ် ဒါပဲခယူဆိုင်ကိုတောင်ဝင်ကိုချစ် ဟုတ်ကဲ့ လမ်းသွားမယ် ဟော ဒီကိုဝယ်ပြီးလာပို့လို့ အေးပတ်ဆက်ခောက်လိုက်အောင်မယ် ဟုတ်ကဲ့ ဟဲ့ဦးလေးဟိုရွာတဲ့ဒီထဲမှာ ဟုတ်လားငါဒီမှာလာလားဟိုဘက်မှာစမောလေးရဟိုဘက်မှာနေရမှာ ဟောညတိကုန်မယ်ဟေးအောင်လေဒါပဲ ဦးကြောင်နေရခဏလေးတွေ့တာခဏလေးဆရာကြီးလောက်သွားသေးတယ် ထုံးစံနေတော့ဆရာမလုပ်လို့မရဘူးလေအဲ့တော့ကိုကမိကင်းစောက်တော့ အဲ့လေ မိကင်းစောက်တော့မယ်ဆိုတော့ဟျောမင်းသူပြောလို့တော်ကြည့်ရဲ့တော် သွားနေငါလည်းမလျှောက်တော့ဘူးလည်းမလျှောက် ဒီလိုပွတ်ပြီးသွားပြီ မင်းကလည်းကွာမလို့အပ်တဲ့ဥစ္စာမင်းကဘာငါလာပြီးပြောလို့ မိကင်းစောက်တယ်ဆိုတာသတိဝိရိယရှိရတယ်မင်းလည်းမပြင်းအောင်ငါလည်းမပြင်းအောင်တခိုးဖမ်းနိုင်စောက်ကြည့် တခုဖမ်းနေ မင်းကတော်ကြည့်ကွာမင်းကငါ့ကိုမြင်လို့တခိုးဆိုပြီးလမ်းអော်လိုက်အဲ့မှာငါမင်းဘယ်လိုဖမ်းမလဲသူပြောတဲ့နည်းနဲ့ဖမ်းကြည့်မယ် အော်ဒီလိုသွားပြီးတော့တခုဖမ်းကြည့်လောက်ကြည့်မယ်လေ ဆက် အေး မင်းကလန့်တွေ့နေအောင်မယ်အဲ့မှာမင်းကဘယ်လိုဖမ်းမလဲ အော်အေး လောက် အေးစားပြီငါအော်မှာလား အေးဝတ်ဒီတော့ ဝက်ပြီးသွားမယ် ဘာရပြီမင်းပြော ဟာမြင့်တာ အေးဘာလို့ ဟေး ပြတခိုး အော်အေးမင်းနဲ့ကန်နဲ့တငယ်ချင်းဖြစ်နေလို့ဟာတခု ဖမ်းကြည့်နော် အေးတခု ပြင်း တခုပါ လိုက်ဖမ်းလေ အာဘလို့လို့ဖမ်းလို့ရမှာလောက်ကမင်းကငါခါတက်နေတဲ့ကိစ္စခါတိတိလေးကွာကျိုးပေါ်မှာပေါ့ လူဦးလေးရဘာလို့ငါတို့ဒီလို တော့သူယူကြောင်ကြောင်နဲ့ပြောတာမင်းဘာလို့ယူကြောင်ကြောင်နဲ့လိုက်လုံနေရလဲ လုတ်ကြည့်တာလေအဓိကကမျက်စိရှင်ထား ရမျက်စိရှင်းနေပြီးသားရှင်းပြီးသား မင်းဟိုကြည့်ရဟိုဘက်ကြည့်ရ မောင်းနေ ဒီဘက်ကြည့်ရမလည်းမလို့ကြည့်ခိုင်းတော့မဟုတ်ဘူး မင်းမကြည့်ဆို ရပါလားကြည့်တယ်ဆိုတာခေါင်းလေမှာပဲဒါမျက်လုံးရွက်ကြည့်ရ မျက်စိဆွေသွား ဟုတ်တယ်ညမဟုတ်ဘူးမျက်စိရှင်ထားတာကွာခေါင်းတဲ့ပဲဒါ မခေါင်းမှာဒီလိုလိုက်ကြည့်လို့မရဘူးလား 360သွားမယ်လေမင်း အော်အဲ့လိုတာကြည့်
မိုက်တယ်တခုရှိတယ်ဥပမာငါတို့ကဒီလိုသွားတယ်ဒီလိုလမ်းလျှောက်နေပဲလမ်းလျှောက်နေနဲ့ဟိုဘက်ကဘာလာလဲဒီဘက်ကဘာလာလဲကြည့်နေတာကြည့်ရင်မင်းဒီလိုရက်ကြည့်လို့မရဘူးလေ ဩဘယ်လိုကြည့်ရမလဲ တွိုင်းနဲ့ကြည့်မယ် လဲခေါင်းကအငိမ့် အေး တို့သွားရင်နဲ့အမေ မိုက်တယ်ဗျာ အေးမိုက်တယ်ညလုံးတော့ညောင်းနေတော့ ညလုံးညောင်းရင်လေ့ကျင့်ခန်းရှိရဲ့ ဟဲ့လား မင်းမထိုင်မထိုင် ညလုံးညောင်းရင်လေ့ကျင့်ခန်းရှိ ငါပြထိုင်ဒါငါတေချာလေ့လာထားတာမင်းဒီထုတ်လေးတေချာကြည့်နော်ဒီမှာနော်ဒါလေးကိုကြည့်ညလုံးကကြည့်တယ် တက်ကြွကြွဖြစ်အောင်လို့ အေးပေါ့ညလုံးချက်အဓိကညလုံး တို့မီးကင်းမှာမပြင်းအောင်လို့ ညလုံးလေ့ကျင့်ခန်း ဩအေး ဒါလေးကိုကြည့် ကြည့်ပြီ သူသွားတဲ့တော့ကိုကြည့်တယ်ကြည့်နေတယ်မင်းကြည့်နေတယ်သူသွားတဲ့နောက်ကိုမျက်လုံးကကြည့်နေတယ်တာလာမင်းမျက်လုံးနဲ့ပြူးလာပြီအိတ်တော်မယ်မြစ်တာငါအိတ်ချင်တာမင်းလုပ်ပြတာငါအိတ်ချင်တာသိလားနော်ကျေးဇူးရှင်ရဲ့ ဒါလေးကတော့လှနော်လို့ကြည့် တော့လှကြလား ပြင်းလာတာပြင်းလာ ဟဲ့စောတီတီတခိုးပဲနေမယ်ဟဲ့ကျွေးနေရောက်လားလာစမ်းတန်တခိုး ဒါမျိုးလို့ရ ငါတို့ရွာဘာများမှတ်နေလဲရ တောင်းလာပါလေဗျာ အိုး တောင်းမလို့တော့ ဘူးဒီ ဟာကြီးကောင်းနေ ဟဲ့ဘူးဒီဘာလုပ်တာလဲကွာစောင်းကြုံပြီးတော့သူခြုံလာတာတော့ ဘာလို့ချုံလာပါလဲကင်းလာဆောင်တာလေကွာချင်းကိုက်မှာဆိုလို့တခါလဲစောင်းမယူလာတာဟာမင်းတို့ကောင်တွေကွာငါဦးလေးမဲ့လို့ကြောက်လိုက်ရတာကွာ မင်းမပြောမစုံနဲ့ကွာအတန်လေးပါလေပေးပါလား ညို sorry ပါကွာရမရတခိုးတူမရှာလူတူမရှာတော့တခိုးပုံပေါက်နေလား ဟဲ့ ဦးလေးပြောင်းလိုက်တာ ငါတို့မင်းကပါရတဲ့ဥစ္စာလေ ဟာပါလားဗော ပါလား ပါတယ် ရပလေ ဟမ်မင်းရလေခိုင်တဲ့အတိုင်းလုပ်တယ် ခွေးကတမျိုးခွေးကတမျိုး အော်ငါဖက်နဲ့လေဩဘေးရလေဟုတ်ကဲ့ခွေးကောင်ကမင်းပြန်ဟောင်းလိုက်ပါလားလို့ ငါမဟောင်းတတ်ဘူးမင်းဟောင်းပြလိုက်ဟာခွေးမရှိ ညောင်ရုံနဲ့ခွေးရပြောရှာတယ်ကလွတ်လာဘူးလေ ရခွေးမြင်ဘူးလား ဟိုရဟမ်အိုရေအိမ်နဲ့ကြာသွားပြီကွာမင်းဖက်နဲ့ ခြေထဲကြောက်ရတယ် ဟိုဘက်မှာအိမ်မဲရှိတာလေမင်းသိရတာနဲ့ ဟာထားလိုက်တော့ပြီးတော့မှရက်ွက်ထဲမှာအလှရှိတဲ့ခါကျရင်ပြန်ခိုးပြင်မယ်နော် ပြန်ဝဲပေးမယ်ပြန်ဝဲပေးမယ် ပြန်ဝယ်ပြင်မယ်ရော့ ဟုတ်တယ်အေးတော့ခွေးရတမျိုးဘူးတီးရလူမလာဘူးခွေးပါခေါ်လာ ဦးလေးကြောက်လို့ပါဆိုကမှပဲ ဦးလေးကြောက်တယ်မလုံးနဲ့မင်း ဘယ်ဆိုင်ကဒီလိုရောင်းတာ ရောမမောင်းလို့ကိုယ့်ဘာနဲ့ကိုဆို့လာတယ် အဲကြောင့်မင်း idea တော်သွားတယ်ထုံလုံးအားရမယ်တော်တယ် ငါပါကွာ ဟဲ့ဒီအစိုးရငါဘယ်လိုထောက်အောင် ဒီလိုထိတ်မှဒီလိုတော့လား အော်ထိုးတယ်လေ ထိုးတယ်လိုက်ပြီ အရင်ကြည့်ဘူးခဏထိုး ဟောအေးငါနိုင်မရှိဘူးလေဟာရမင်းငါနိုင်มาလိုက်တယ်လေ ဟောပါတယ်လေ ဘာမှမတော်ရှိတော့ ငါကောင် ပါတယ်မင်းရတယ်နိုင်ရ ကုန် ပါ ပါတယ် ပြီ ကုန်ပါတယ်ရော့ယူတာဒါပဲ အမလေး အဓိကအချိန်ကြီးကြဖို့ရေးကြီးတယ် ဒါပဲ နော် โอเค ဒီဦးလေးကမှားသွားတာ ခွတ်တယ်ဟိုဘယ်နှနိုင်လဲ ထိုးတော့မယ် ဟုတ်လားအေးထိုးတော့မယ်ဆိုခောက်မှာပေါ့ဟမ်အော်အေးထိုးတော့မယ် ဘာလို့ထိုးတော့မယ်တော့ဘာလို့ထိုးတော့မယ်တော့ ဟာပြောဟုတ်သည် ဟေ့ မအတန်နေမရောက်သွားဟမ်နိုင်ရအတန်နေမရောက်သွားပြီလေလို့ ပျောက်ကြသွားမှဆိုလို့အိတ်ထဲမှာထည့်လာပြီးသား မင်းကလည်းဆွတ်ဆက်ပြစ်တင်မှုစဉ်းစားနေငါကောင်ပါမင်းငါကောင် ဟာလေနှောင်းလည်းမရှိ အ ဘူး င်းလို့ ပါတယ် လိုက် အားစားတယ်ဒီကွာ ပဲ ဟာတော်သွားရော ရှော့တွက်လို့ဟုတ်ပြီ အခုက4နိုင်နော် ဟုတ်တယ်မိုးလင်းပြီဟုတ်ဘူးဟာတယောက်မှမခေါ်သေးဘူး၄နိုင်ရထိုးတယ်10နိုင်ထိုးတော့မှာ10နိုင်10နိုင် 10နိုင် ဟုတ်တယ် ဟုတ်ပြီ အာ ဒါလေးကိုဒီလိုရွှေ့လိုက်လေအဲ အလဲဟုတ်တယ်ဗျာ10နိုင်ထိုးပြီငါကောင်ဟမ် နိုင်ရမသွားဘူးနော်စက္ကန့်တန်လည်းမပါ ဟုတ်တယ်မတော်ဘူး မသွားဘူးမဟုတ်ဘူးလေသူ့မေးလေ ဟုတ်ရစက္ကန့်တော့ဘာမှမတော်ဘူးလား ဟိုနောက်ကတက်ခဲမှမပါတာ ဟိုတက်ခဲမပါလို့ ကျေးဇူးတင်တယ်အော်တကယ်မပါမနဲ့ဒါကြီးပါလို့ယူလာတာတော့လို့ ကျေးဇူးရှင်ဗါလေ ဟာနိုင်ရမင်းတက်ခဲမပါလာမှရမှာပေါ့ ဟာမင်းတို့ခိုင်းတာနိုင်ပဲလေကွာတက်ခဲယူခိုင်းတာမှမဟုတ်တာ မင်းကောင်မင်း အော်နည်းနည်းလေးလွှဲတာနဲ့ငါကောင်ပြောလားရော့ထူတော့ နားလေရမယ်လေကွာနိုင်ယူလာခိုင်းမှတော့မင်းတက်ခဲအော်ထဲ့လာမှာပေါ့ကွာ ဘာမမင်းငါ့ကိုစွတ်ဆက်စူးမနေနဲ့မင်းယူလာခိုင်းတာနိုင်နော်
တက်ခဲယူလာတဲ့ဆိုရင်ငါတက်ခဲယူလာမှာပေါ့ လက်ပတ်နိုင်ကြီးအဲ့ဆိုလက်ပတ်နိုင်ရွာလား မပါဘူး ဘာမှမပါဘူးကဲစင်ပြေဦးလား ခောက်လိုက်မယ်ထားလိုက်တော့10နာရီကဟိုလူကြီးတော့ပြောသွားတယ်10နာရီထိုးတော့မယ်သူပြောတယ် ဟာ ပြီးနေတဲ့ကိစ္စ မဲလေ ကင်းတဲ့ဒန်စာကနဲ့ ခဏနဲ့နဲ့ရောက်ငင်းနေ ကိုကြီးတောက် အမေငါကိုကြီးတောက်လာလို့ရောက်ခောက်လိုက်တော့ တန်ကြောင်အေးလေအမပေါ့တန်ညော မဟုတ်ဘူးတန်ကြောင် ဟမ်အော်တန်ညောရမင်းငါညနေပေးတယ်တန်ညောဟမ်တန်ညောခောက်မဲ့တန်ညော မအကိုကြီးတော့ဘာခိုင်းတာလဲ ရက်ဝခိုင်းတာလေ အေးဒီမှာအရက်လေ ဟောအေးရက်ပါတယ်လေ အေး အေး ဟုတ်ဘူး မင်း အဲ့လိုခောက်တဲ့တန်ညောလာပြီးတော့ဟာ ကိုကြီးကလည်းကျွန်တော်ဘာခိုင်းတာလဲလို့ ရက်ဝခိုင်းတာလေ အေးဒီမှာအရက်လေ ဟောအေးမင်းအရက်ပါလာလို့ဆို ဟုတ်ဘူးငါအရက်မင်းနေတယ်မဟုတ်ဘူးတန်ကြောင်ခောက်ဖို့တန်ကြောင် မဟုတ်သေးဘူးလေကွာဟေ့တန်ချောင်းလေညကြမိကင်းဆောင် ဟဲ့ကောင်တော့မင်းတို့ဘာလဲစကားပြောနေတာလဲကွာဆယ်တိုင်း မ ဟမ်ရောက်ပါခွတ် ဟမ်ရေရေတခေါ်မဘူးတခေါ် ဟုတ်နေပါကောင်းနေတာ ဟုတ်တယ် မြင်လိုက်တယ် မြင်လိုက်တယ်နော်မင်းတို့ဟမ်ဘာလုပ်လဲ လေ့ကျင့်ငယ် ရောက်အဲ့ရေဆိုတာပေးသားဟာလေမင်းတို့ရေဒီလိုပလင်းမျိုးနဲ့ရေထည့်တယ်ဆို ဟုတ်တယ် ဒိတ်ပင်မရှိ နှမျိုးတော့ကွာ ကျန်ရဖုံးယူတာရအရက်ဒီအရက်ဒီဟာဆင်းသွားတာမဟမ်ကောင်းနေကျန်တာဝေချိန်မှာအရက်တောက်တဲ့ကောင်နေ ဟဲ့အောင်လေ ဟာ မင်းတို့ဒီတာဝန်ချိန်မှာဒီလိုအရက်တောက်တယ်ဆိုတာပုံမှန်306နဲ့ညှိတယ်အားပိတ်လိုက်တာဟုတ်မယ်အော်306လို့ ဘာမှလည်းမဆိုင်ဘူးဘာမှလည်းမဆိုင် ရောက်ရအဲ့တော့မင်းတို့တွေကတာဝန်ချိန်မှာဟမ်ဒါလောက်တရွာလုံးရဲ့အထီးကချတဲ့နေရာကြီးကိုမင်းတို့ကနေပြီးတော့ဒီလိုအရက်ကိုတောက်တယ်ဆိုတာမင်းတို့အပြစ်ဖြစ်သွားပြီမင်းတို့အပြစ်ပေးရမယ်အရက်တောက်တဲ့ကောင်ကိုအပြစ်ပေးရမယ် ထိတ်တုံးသွားယူမယ် ခဏနေပါဦးဦးလေးအရက်တောက်တဲ့သူကအပြစ်ရှိတယ်ပေါ့ အပြစ်ရှိတာပေါ့ ဒီပလင်းကစဝယ်ကလေးကကျွန်တော်တို့ကမဖောက်ရသေးဘူးဒီပလင်းရဲ့စတို့ဘယ်သူဖောက်တာ ဟာ တောင်ငုံဘယ်သူငုံလိုက်တာလဲ ဖောင်းငါငုံလိုက်တာ ဟိုက်မှာအပြစ်ပေးလိုက်စမ်း ဟုတ်မယ်လားထိတ်တော့ ပြစ်ပေးလိုက် ဟုတ်ပြီငါ့ကိုထိတ်တုံးခတ်လို့ရပါ တောက်တာဦး တောက်တာ တောက် ဦးလေး တာ တောက်တာကျွန်တော်တရားမှမတော့သေး အဲ့ ဘူး အဲ့ဒါငါဒီမှာစစ်ဆေးရတဲ့လက်လွန်သွားတာ ဦးလေးညဘက်ကင်းဆောက်တာပဲနည်းနည်းပေါ့ပေါ့တော့ချမှာပါ စစ်ဆေးလား အဲ့ရ ဟုတ် ငါပြီးကြလား မဟုတ်ဘူးစစ်ဆေးဆိုတော့ တော်ပြီဒါလေဒီကိစ္စမေးမပြောဖို့ထားလိုက်အဓိကမင်းတို့တာဝန်ချိန်မှာတော့မတောင်းနဲ့နော်ဖွက်ထားလိုက် ဟုတ်တော့နည်းနည်းပေါ့ပေါ့ပေါ့ မလို့နည်းနည်းလေးမလို့ မွေးနေနေမှာ ဟဲ့စဲနိုင်ထိုးတော့မှာကွာတန်ကြောင်ခောက်တော့ ရှိတာရှိတာ ဟာမရှိ ရှိတာ ရှိတော့ဘူးရှိဦးတယ် မရှိလို့မရဘူးတန်ကြောင်ခောက်မှာစဲနိုင်ထိုး အဲ့ဒါဒီလိုရှိတယ် ဟမ် တန်ရောင်းသူ့ပေးထားတာအဲ့ဒါ तू က तू မိမတိမှာ ကဲဘူးသည်ခင်ဗျာတန်ကြောင်ပါမှာ ဟိုသူတို့ကကျွန်တော်အရက်ဝယ်ခိုင်းတာကျွန်တော်အရက်ဝယ်လာပေးတယ် ဟုတ်တယ်အဲ့ဒါ ဝယ်ခိုင်းလိုက်မဟုတ်ဘူး ဟုတ်လို့လေ မင်းဆောင်းလာရငါပြောတာ အရက်ကိုပြောနေတာမဟုတ်တန်ကြောင်ပါမှာလေလို့ ဟိုအဲ့ဒါဒီလိုရှိပါတယ်ဟိုဦးလေဟိုတန်ချောင်းကိုကျွန်တော်ကဟိုယူသွားပြီးတော့ကလားတိုင်မှာကျွန်တော်ရောင်းပြီးတော့အရက်ဝယ်လာခဲ့တာ သွားရောက်တာ သူတို့ပတ်သက်မပေးလိုက်ဘူး ဒီ ကျွန် က တော် ဆောင်တဲ့ကောင်လေးဟာ မင်းတို့ကောင်းနေကွာစီပတ်စံတော့လာ ဒီတန်ကြောင်ကိုပေါင်းပြီးတော့မြအရက်ဝဲလာတယ်လို့ကွာဒုက္ခပါပဲကွာဆဲတိုင်းရထိုးတော့ရောက်ကိုဝိတန်ဟာလုံးဝကွာ မသိလို့ရမလားကွာငါစီပတ်စံတော့လာ ကောင်လေးလမ်းပြောဦးပါ ဟာလုတ်ချလိုက်ပြန်ကွာ အေးဟယ်လိုအေးဖိုးဒီအေးဒီဘက်မှာနေနေလေဟိုဟာအခြေနေမကောင်းဘူးအေးအခုဆယ်နာရီအဲ့ဘက်ကဒီဘက်အစားဆယ်ကျက်လောက်ခေါက်လိုက်ဆန်းကွာအေးဟုတ်ပြီပြီးပါဟာအတော်ပဲဦးလေးအဲ့ဒါဆိုကျုပ်တို့သွားအိတ်တော့မယ်ဦးလေးဒီမှာပဲထိုင်7နာရီတို့ဟိုကဖုန်းလာဆက်လိုက်တော့ပါမယ်ရောက်ပါမယ် တော့တော့မယ် ဖုန်းဆက်ရနေတာပဲလေ ပုံစံတာတစ်ခါပဲဆက်လို့ရမှာဗောဒီတောက်လျှောက်ဆက်ကိုင်းလို့ရမလားကွာမင်းတို့ကွာတော်တော်ဆိုးတဲ့ကောင် ဒီတန်ကြောင်းကွာ ကဲအဲ့တော့ဘူးဒီမင်းကပြဿနာစအဲ့ဒီပြဿနာကိုမင်းမဆုံးရှင်းရမယ်နော်သွားတန်ချောင်းသွားချ ခမညာ တန်ချောင်းသွားချ ဟုတ်တိုင်ကြောင် တန်ကြောင်းရှာခဲ့ ဦးတူအတ္တတမနေနဲ့ တန်ချောင်းမပါဘဲနဲ့ပြန်မလာနဲ့နော်ဘာကောင်နေမှလည်းမသိဘူးဟဲ့လာလာ ဟဲ့ဖြာဖြာ ကြီးမနေနဲ့ ဟုတ် အမအဓိကဒီကောင်တွေကိုခယူဆိုင် ဟုတ်
ဒီအရက်ပလင်းနေကင်းထဲမှာရှိနေတာကငါဒီကောင်လေးကိုစိတ်မချ ဟုတ်တယ်ဟုတ် အဲ့တော့ငါမင်းဟိုစိတ်ချမင်းဒီကောင်လေးကိုသိချကြည့်အဲ့ပလင်းလေးကအရက်ကိုဒီကောင်လေးလည်းလုံးဝမတောက်စေနဲ့ မတောက်เสียပါ မင်းလည်းလုံးဝမတောက်နဲ့နော် မတောက်ပါဘူးမတောက်ပါ မင်းတောက်တာနဲ့ငါပြဿနာတက်မယ်နော်ဒီကောင်လေး သဘောပေါက်တယ် ဟမ် ဦးလေးကဒါစီကန်ထုတ်တာ ဒါပဲ စာဆိုရှိရလေဗာလဲစီကန်ထုတ်တော့အီလန်ဖောက်တာ ဖောက်တာ ဘာလို့ပြောလို့လည်းမသိဘူးကွာ မပြောတတ်ပါနဲ့မပြောစမ်းပါနဲ့ကွာဒီမှာမြန်မာတွေစီကံဖောက်လို့ထီးတစ်ချောင်းပြောက်တယ် ဒါပဲဟုတ်ဘူးလေဦးလို့တော့ရိုက်တယ်ကျွန်တော် ဟာလေဆိုတာပဲ ဘာစီကန်ဖောက်တော့ နီထီးနှံပြောက်တာ အဲ့ဒါပါ အဲ့တော့ဘာပြောပြောမင်းတို့စီကံတော့ရှိပါစေနော်လုံးဝမင်းတို့မတောင်းနဲ့ဟဲ့အောင်မင်းလည်းမတောင်းနဲ့ ဟုတ်မတောက်ပါ ဦးလေးဦးလေး တန်ချောင်း ပါလာပြီ တန်ချောင်း ဒီလေရမင်းတော်သွားပြီ တန်ချောင်းပေး ထုတ် တန်ချောင်း နောက်မှလေအိပ်ပျော်နေလို့မနေ့တော့နိုးလာခဲ့ရတယ် ဟာ တန်ချောင်းလာပြီဟာဦးလေးမိုးချုပ်ကြီးဘာလို့မခေါ်တာ မင်းလွန်းလို့ ဟုတ်တယ်ဘူးလေတခုမှလည်းရိုက်နေရမယ် ကောင်းပါပဲကွာဘူးဒီမင်းကတရားခေါက်မဲ့တန်ချောင်းလေကွာဒီတန်ချောင်းကဒါကြီးကိုဘယ်လိုခေါက်ပါလဲလို့ အုံတော့ကိုမရှိအုံတော့ကိုမရှိတာ ကျွန်တော်လဲတန်ချောင်းပဲလေဟာဦးလေးဘာမှမပူနဲ့ကျွန်တော်စီစဉ်လာတယ် ဟုတ်မယ်ပြောမယ်စီမင်းကစက်တနာကြီးထိုးတော့မယ်စက်တနာကြီးထိုးတော့မယ်ကွာ ဦးလေးလေးရောက်မတက်တက်တိုင်းထိုးတော့မယ် ဟုတ်အေးဟုတ်သားပဲစက်တစ်ထိုးတော့ အော်မင်းကတမျိုး ဟုတ်လေတက်ကမရှိတော့တော့နဲ့ ခုနပဲ10နာရီဖုန်းဆက်တီးထားတာလေ15မိနစ်တော့မကြာသေးဘူးနော် ဟာဘယ်နဲ့15မိနစ်ကြာမယ်အတိကြာမင်းတို့လုံးမတင်ကောင်းလို့သွားတယ်ပြန်လာတယ်ဒီမှာငါတို့ပြောနေတယ်ဒီ မပါဘူးမပါဘာမှသိမဘူးနဲ့ဒါပါတယ် အဲ့ဒါဘာလို့လုပ်ရပါလဲလို့ လောက်ပေးမယ်ခဏတည်း တန်ချောင်းနဲ့ထောက်မှတောင်းဒါလဲတောင်းတယ် သူကဘလူးတူးနဲ့တောင်းမှ တိုင်ကြောင်းထောက်ပါ လောက်ပေးမယ် လို့ဒါဘယ်လိုဖွင့်ရလဲ မင်းကမင်းခွင့်ရမှာလေ ခဏတည်းတီ အဲ့လေ ဆက်တစ်ချက် စက်တစ်ချက်နော် ရပါပြီ ရပါရပါ လာပြီ ဆက်တစ်ချက် မြပြုံးကြီးမြပြူလာချောင်း ပါနေတယ်ဟာလူကနေရတယ်ဦးလေးက ကင်းထဲမှာစရိတ်ရှိုးနေလုံးနေတယ် မာပါလား ဟုတ်တယ်စက်တစ်ချက် တင်းညောင်းရှင်းတော့ပြောပြမယ်17ချက်လေးဘလူးတူပေါင်းလေးနဲ့ရ ရအေးရလို့ လုံးကျ ဖွင့်မယ်နော် လုံး ဒီကနေ့ရမှာလေ အေး တရားရပြီ အော်ရမင်းမသိပဲနဲ့ ရပြီနေပြီ ငါတက်မှလေးဘလူးတူးတောင်းတာဒီတစ်ခါပဲ လူတူနဲ့တန်ချောင်းခောက်တာတန်ချောင်းခောက်တာ တွေ့လားစင်းနေတယ်တွေ့လားစင်းနေဟုတ်တယ်ပြေးတယ်အစင်လည်းပြေသွားပြီ ပြေးသွားပြီ ဒီကောက်မဲ့စောက်ခိုင်းတယ်ကျွန်တော်လည်းပြန်မယ် မင်းအားရှိပြန်ဖို့ မင်းကလည်းပြန်ဖို့လောက်ပဲဟဲ့ကဲအဲ့ဒါဆိုအားလုံးစိတ်ချမယ် အားစိတ်ကြ ဇလန် ရ နော်ဟုတ်ငါသွားမယ် ဟုတ်ကဲ့ မင်းဒီမှာကြံခဲ့ ရစိတ်ချ တယောက်တည်းပြန်ရမှာဟမ်နည်းရဲစိတ်လေးတစ်ခွန်း ငါတိုက်ဘူး အာတယောက်တည်းပြန်ရ ငါကျွန်တော်တို့ကြတော့မတောက်နဲ့ပြောဦးလေး လမ်းလမ်းဒီထားခဲ့ရမှာလေကွာတိုက်နေအားကောင်ချောင်း နည်းနည်းပဲတော့ ပြပါ နည်းနည်းပဲ ရပြီ ဘာမှမတော့ ဟုတ်ပါရဲ့ ကဲပါရုပ်အဖားရတယ်ဒီနားမှာဒါဘာပဲဟုတ်တယ်မကိုဆိုင်ရပိုင်ရတယ်ရှိတယ်ကဲခေါင်းပေါ်တရောင်းကျော်စောကျင်တဲ့ကောင်စောမင်းတို့မစောရင်ငါစောပြီ တွေ့လားမလား အော်ငါစောစာစုပဲ တွေ့လားမလားခုနပယံဆရာတွေရှိတယ်တဲ့ပယံဆရာတွေကိုမအောင် ဝဲပိုင်ရဆိုင် ပိုင်ရဆိုင်ရ ဦးလေးတငုံဦးလေး ရလေ ဒီလောက်ဆိုအိမ်ပြန်လို့ရပါ စိတ်ပြေသွားမယ်လာလုံးဝအဲ့ပလင်းနဲ့ဟောမင်းမထိနဲ့နော် ဟောမထိပါမထိပါ ဒီကောင်တွေလည်းမထိစေနဲ့သွားမယ်သွားမယ်နော် ဒါမှခွေးတွေရှိရနော်ဦးလေး အာသိပါတော့ကွာ ဒီနေ့တော့ဦးလေးအာညောင်းလို့ တက် ဟဲ့အောင်နေဦးလေးကငါ့ကိုလည်းမှားခဲ့ပြီးပြီမင်းတို့ကောင်နေကင်းတဲ့ငါ့ကိုတာဝန်ပေးတဲ့အတွက်လုံးဝအရက်မတော့ပါနဲ့ဘာလို့လဲဆိုတော့ငါ့ကိုတာဝန်ပေးထားလို့နော်ခဏလေး ဦးလေးရဲ့တူလို့မပြောတပည့် နည်းနည်းတောင်းရရတယ်နည်းနည်းဘာဖြစ်တာလဲ
လေရှင်တက်တာနော်မင်းတို့ကောင်ဒီကနေ့ခါပေးရတဲ့လုံးဝအရက်မတောင်းနဲ့အရက်တောက်တယ်ဆိုတာဖះလည်းမကြိုက်ဘူးငါတော့ကြိုက်တယ်ဟာဒါပေမဲ့ငါမတော့ဘူးငါလုံးဝမတော့ဘူးမင်းတို့ကောင်လည်းလူငယ်တွေဖြစ်တဲ့အတွက်လုံးဝအရက်မတောင်းနဲ့အရက်တောက်တယ်ဆိုတာထုံထမ်းမူးရတယ်အဲ့တော့လုံးဝအရက်မတောက်ပါနဲ့တော်ကီရဖြည်းဖြည်းနဲ့သူ့ရဲ့အတန်ပြောင်းလောကအေးစေးလင်းနေရော ဟဲ့ရက်စားနဲ့ ရက်စားဘာဖြစ်လို့ ချောင်းဆိုးရလို့နေတော့တာမင်းတို့ကောင်လေးအေးစေးလို့ပါငါတို့ရင်စီကလက်စီကဘာဘူးအဲ့ရတယ်ဒီဂူဆိုင်သွားလာပြောတာ ဒီကင်းထဲမှာဘယ်ရင်မှမလာဘူး ရတယ်အဲ့ဒါပဲမင်းတို့ဂူဆိုင်မှာဒီတိုင်တော့ဟိုနာယူတရားဒီစားခောက်ဒီဥစားကိုနိုင်ဒီရခောက်ဦးလင်းကောင်းကိုမှားရဲမှားရမှာတိတိကျကျလုံးတော့တော့မှားရငါ့တော့ဘာပြောရမလို့ကာကြီးငါဘူးကာကြီးသူမူတာမင်းအောင်ဘာလဲနေလို့ဟောဒီခွဲကတမျိုးပြည့်တယ်ဘူးဒီပြည့်ကြက်ပါ အောင်မဟဲ့ပေပါပြီဗျာဘယ်ကောင်လဲကွာမင်းတို့ပြစ်တာခွေးကိုထိတယ်ဟောငါ့ကိုထိတယ်ကွာခွေးကိုထိသွားပြီဘယ်လိုလုပ်လိုက်တာလဲဟိုဘက်ကအောင်တာဟိုဘက်ကိုပေါက်လေခွေးကဟိုဘက်ကဟောင်းနေဟိုဘက်ကိုလက်မပေါက်ဖ ೇನೆ မင်းတို့ကွာငါလည်းပေါက်တယ်ကွာစိတ်မကြောက်ဟိုကောင်မရောက်တော့မလဲငါဒီရဲနေမြင်လို့နန်းလဲကိုငါတောက်အမလေးဟဲ့နန်းလဲဘယ်ကောင်ငါခေါ်နေတာဘယ်ကောင်ခေါ်လို့ဘလို့ဖြစ်သွားလဲစကားပြောရင်းနဲ့ तू ပြော့ခွေသွားတာဟဲ့နန်းလဲဘယ်ကောင်လားဆူနေခင်းမှာအကုန်ဝိုင်းရခံကွာရဲကောင်ဝိုင်းရတယ်ဒီမလုံးဖဲလာလဲဒီမှာကြည့်ပြူကြည့်လိုက်ဟမ်ဘာတူလဲကိုဦးလေးကိုမမမိတော့ငါပြောမယ်ငါမင်းကိုအတန်တန်ပြောတယ်လေဒီပလင်းနဲ့အရက်တွေကိုဒီကောင်တွေလည်းမတောက်စေနဲ့မင်းလည်းမတောက်နဲ့လို့ငါမှာခဲ့တယ်လေအဲ့ပလင်းနဲ့မတော့ဘူးလေမတောက်ဘဲနဲ့မရဘာဖြစ်လို့မူးနေတာကျွန်တော်ပလင်းပါလာလို့တော့ငါထင်တယ်ဒီရက်စားကတော့တသက်မရက်ဘူးလို့ငါထင်တယ်လူကြီးနောက်ကလိုက်တကောင်မူးနေတယ်အမလေးကျွန်တော်တက်ပြနေအန်ဂျလိုနေပဲပါလားပါတော့ဒီမနေအဲ့တော့နေစိတ်သေးရကွာမလို့လေရောက်နေဟမ်အခု12နာရီထိုးတော့မယ်ကူမဘူးစောနာမှာဦးလေးသွားတာလေမကြသေးဘူးဘလို့ချက်ချင်း12နာရီရထိုးတာမထိုးလို့ရမလားဟုတ်တယ်လေဒီမှာ12နာရီထိုးနေမင်းကလည်းလက်ပြန်မိဒါကြီးကိုဟုတ်ဘူး12နာရီထိုးပြီငါတော့အခုအိမ်ကနေပြန်လာတာကိစ္စဝေးစားပြီးလို့ပြန်လာတာထိုးလဲပါသိဘူးကြာပါဆက်နေထိုးတာဘာလို့ခေါ်တော့နေတိုင်းခေါ်တာတရားတလင်းလေးကိုဟုတ်ပါရောက်လေလူရှိုးတာအတိုင်းပဲနှိပ်လိုက်လောက်ကွာခုနအတိုင်းပဲ12ချက်နော်12ချက်လေးချာရှိဆယ်အာဂီရိုင်းဘာပြောနေရလဲကွီလို့မရဘူးလေမရဘူးကွီပါဘာလဲကွီသွားတာအားကုန်ပါထားလိုက်တော့အခု12နာရီမှာတစ်ချက်လိုတာထားလိုက်တော့တကယ်လို့များနောက်ထပ်နာရီတွေခောက်ရင်ဒီဟာခွီသွားရင်ဘယ်ဟာနဲ့တောင်းတိတ်ဘူးတရားမှမရှိတာဘာဖြစ်လို့တန်ချောင်းပါတဲ့ဘာမှဒီကအစိုးရပိုင်းတိုင်းပြလိုက်ပါလားကွာတန်ချောင်းရဲ့ဒါကြီးကိုမင်းတဲ့မင်းရတယ်မင်းပစ္စည်းနဲ့တူတူထားတာလားစိတ်ရတယ်ငကိုတဲ့အဲ့ဒါနဲ့ခောက်ပါလေပို့စင်ပြေမလားလို့စိတ်ရတယ်ဒါလေးနဲ့ခောက်ရတယ်ကွာမင်းတို့ဘယ်လိုကောင်းဟေးခွေးဟောင်းဒီခွေးရလဲကွာခဏဟောင်းနေတာပဲတန်ချောင်းဟောင်းနေတဲ့ခွေးကိုပြေးကွာနဲ့ပြရမှာတော်တော်ညံ့တဲ့ကောင်ပဲမရှိတာနဲ့ပြည့်စိတ်ရတယ်ရတယ်ဘယ်လိုကောင်းနေလဲမသိဘူးဟုတ်လားရောက်နေအဲ့တော့ကြီးမနေနဲ့တနာကြီးထိုးပြီတနာကြီးမဟုတ်ဘူးလေစောနာမှာဒီမှာဂွေတာမကြသေးဘူးလေတနာကြီးချက်ချင်းထိုးလို့မရဘူးလေမင်းကလေဒီမှာလေတနာကြီးထိုးနေပြီဟုတ်ကဲ့မျိုးနဲ့ပြန်ပြီလားလို့ဒါကြီးကိုမဟုတ်လေဦးလေအေးဆရာမချင်းနဲ့ငါနဲ့ဘူးသီးနဲ့တိုင်မင်းထားတဲ့နာကြီးဒီနာကြီးကထိုးလိုက်တော့အော်ဗျာနဲ့ထိုးရဟမ်
ဟာနဲ့ထူอ่ะ ညောင်းမရှိတော့ တန်ချောင်းမရှိလို့မရဘူးတန်ချောင်းကဘယ်ရောက်သွား ဟာရှိတော်ဦးလေ ဟမ်ဘယ်ရောက်သွားလဲ ခုနခွဲကိုပေါက်လိုက်ပြီ ဟာဒီတန်ချောင်းလေးရှိတော့ဆိုဘာဖြစ်လို့ခွန်းတန်ချောင်းလေးပေါက်တာ ဦးလေးပဲပြောတာလေမရှိတာနဲ့ပေါက်သူလို့တန်ချောင်းနဲ့ပေါက်လိုက် ပြဿနာတက်တယ်ကွာ ဆရာသမားမင်းတို့နှစ်ယောက်မှာတာဝန်ရှိတယ်အဲ့တော့အခုတက်နာကြီးထိုးပြီးအဲ့ဒီတစ်ချက်ကိုမင်းတို့ကြိုက်တာနဲ့ခောက်မြင်ပြီးတော့ တနာယူလား မြင်ပြီးတော့ ချကွာချတန်ချောင်း တန်ညာ လာမင်းကတန်ချောင်းဖြောက်တဲ့တန်ချောင်းဆိုတော့မင်းနဲ့ပဲတွေ့စားမယ်1 2 3ယော တော်ပါဒီရဲ့တနာကြီးပဲမို့လို့အာ Thank you.